ဂုံတိတ်ခါကြာဆင်းစေတဲ့ညီကိုတာဝန်ယူမှာမဟုတ်ကြောင်းပြတ်သားစွာပြောလိုက်တဲ့အပိုင်းကောလူပညာလောကရဲ့ပရိသတ်တွေကြားထဲမှာကောင်းသောနာမည်ဂုံသတင်းတွေထွက်ခဲ့ပေမဲ့ညီဖြစ်သူကြောင့်ဂုံငယ်ခဲ့ရတာကပိုင်းကောပါခုဆိုရင်တော့ပိုင်းကွင်းရဲ့ညီရှင်ဖုံးပြေနောက်မီးလေးနဲ့ကိစ္စတွေအင်တာနက်ပေါ်မှာပြန့်နှံ့တယ်လို့စံချက်တဲ့ကိစ္စတွေမပွဲမရစကရင်ရှော့ထိပါပြန့်နှံ့နေတာဖြစ်ပါတယ်။တို့ပြင်တော့ပိုင်းကွင်းရဲ့ညီရှင်ဖုံးပြေဟာသူနဲ့အတူနေချစ်သူပေါ်မှာလမ်းခွဲတာမမရန်ရန်ပြောတာတွေလုပ်ကြောင်းနဲ့ရှင်ဖုံးပြေရဲ့ချစ်သူမက်ခင်မင်းခါကပြောလာတာပါ။မက်ခင်မင်းခါကသူမကိုမိသားစုအတိုင်းဝိုင်းနေတငယ်ချင်းအတိုင်းဝိုင်းတွေဘက်ကပိုင်းကွင်းရဲ့ညီရှင်ဖုံးပြေနဲ့မတွဲဖို့အတန်တန်ကြားနေတဲ့ခြားတွေကသူမဘက်ကယုံစားကတွဲခဲ့မိကြောင်းဒါအပြင်သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံတွေကိုလည်းလူသိရှင်ကြားချပြကတွဲခဲ့ပေမဲ့အခုချိန်မှာတော့ပိုင်းကွင်းညီရှင်ဖုံးပြေအကျဉ်းချက်တွေကိုတီးမခံနိုင်တော့လို့ဆက်မပေါင်းနိုင်တော့ကြောင်းကိုပြောလာတာပါရှင်ဖုံးပြေကမက်ခင်မင်းခပေးတဲ့ငွေနဲ့အိမ်မှာနေထိုင်စားတော့ခါမိန်းကလေးတွေနဲ့ဖောက်ပြန်နေတာဖြစ်ကြောင်းနဲ့ဖောက်ပြန်ထားတဲ့တပ်တွေတွေအများကြီးတင်ရှိတယ်လို့လည်းမက်ခင်မင်းခကပြောပါတယ်ခင်မင်းခစီမှာတင်နေတဲ့အကျွေးတွေကိုပြန်တောင်းပေမဲ့ရှင်ဖုံးပြေကမပေးနိုင်ဘူးလို့ပြောလာတာပါပိုင်းကွင်းညီရှင်ဖုံးပြေဘက်ကတော့သူ့ဘက်ကဘာမှမလုပ်ကြောင်းသူကမဟုတ်မမှန်ပြောနေတဲ့ခင်မင်းခကိုလည်းတရားဥပဒေကြောင်းအရရင်ဆိုင်မယ်လို့ပြောလာတာပါ။ပိုင်းကွန်ကတော့တိတက်လိမ်မာမှုမရှိတဲ့ညီအတွက်လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့ဆိုပါတယ်။သူ့ကိုဂုံတိတ်ခါကြာဆင်းစေတဲ့ညီကိုတာဝန်ယူမှာမဟုတ်ကြောင်းပြတ်သားစွာပြောလိုက်တဲ့ပိုင်းကောလူပညာလောကရဲ့ပရိသတ်တွေကြားထဲမှာကောင်းသောနာမည်ဂုံသတင်းတွေထွက်ခဲ့ပေမဲ့ညီဖြစ်သူကြောင့်ဂုံငယ်ခဲ့ရတာကပိုင်းကောပါခုဆိုရင်တော့ပိုင်းကွင်းရဲ့ညီရှင်ဖုံးပြေနောက်မီးလေးနဲ့ကိစ္စတွေအင်တာနက်ပေါ်မှာပြန့်နှံ့တယ်လို့စံချက်တဲ့ကိစ္စတွေမပွဲမရစကရင်ရှော့ထိပါပြန့်နှံ့နေတာဖြစ်ပါတယ်။တို့ပြင်တော့ပိုင်းကွင်းညီရှင်ဖုံးပြေဟာသူနဲ့အတူနေချစ်သူပေါ်မှာလမ်းခွဲတာမမရန်ရန်ပြောတာတွေလုပ်ကြောင်းနဲ့ရှင်ဖုံးပြေချစ်သူမက်ခင်မင်းခါကပြောလာတာပါ။မက်ခင်မင်းခကသူမကိုမိသားစုအတိုင်းဝိုင်းနေတငယ်ချင်းအတိုင်းဝိုင်းတွေဘက်ကပိုင်းကွင်းညီရှင်ဖုံးပြေနဲ့မတွဲဖို့အတန်တန်ကြားနေတဲ့ခြားတွေကသူမဘက်ကယုံစားကတွဲခဲ့မိကြောင်းဒါအပြင်သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံတွေကိုလည်းလူသိရှင်ကြားချပြကတွဲခဲ့ပေမဲ့အခုချိန်မှာတော့ပိုင်းကွင်းညီရှင်ဖုံးပြေအကျဉ်းချက်တွေကိုတီးမခံနိုင်တော့လို့ဆက်မပေါင်းနိုင်တော့ကြောင်းကိုပြောလာတာပါရှင်ဖုံးပြေကမက်ခင်မင်းခပေးတဲ့ငွေနဲ့အိမ်မှာနေထိုင်စားတော့ခါမိန်းကလေးတွေနဲ့ဖောက်ပြန်နေတာဖြစ်ကြောင်းနဲ့ဖောက်ပြန်ထားတဲ့တပ်တွေအများကြီးတင်ရှိတယ်လို့လည်းမက်ခင်မင်းခကပြောပါတယ်ခင်မင်းခစီမှာတင်နေတဲ့အကျွေးတွေကိုပြန်တောင်းပေမဲ့ရှင်ဖုံးပြေကမပေးနိုင်ဘူးလို့ပြောလာတာပါပိုင်းကွင်းညီရှင်ဖုံးပြေဘက်ကတော့သူ့ဘက်ကဘာမှမလုပ်ကြောင်းသူကမဟုတ်မမှန်ပြောနေတဲ့ခင်မင်းခကိုလည်းတရားဥပဒေကြောင်းအရရင်ဆိုင်မယ်လို့ပြောလာတာပါ။ပိုင်းကွန်ကတော့တိတက်လိမ်မာမှုမရှိတဲ့ညီအတွက်လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့ဆိုပါတယ်။စာရီမပွဲမရစကရင်ရှော့ထိပါပြန့်နှံ့နေတာဖြစ်ပါတယ်။တို့ပြင်တော့ပိုင်းကွင်းညီရှင်ဖုံးပြေဟာသူနဲ့အတူနေချစ်သူပေါ်မှာလမ်းခွဲတာမမရန်ရန်ပြောတာတွေလုပ်ကြောင်းနဲ့ရှင်ဖုံးပြေချစ်သူမက်ခင်မင်းခါကပြောလာတာပါ။မက်ခင်မင်းခကသူမကိုမိသားစုအတိုင်းဝိုင်းနေတငယ်ချင်းအတိုင်းဝိုင်းတွေဘက်ကပိုင်းကွင်းညီရှင်ဖုံးပြေနဲ့မတွဲဖို့အတန်တန်ကြားနေတဲ့ခြားတွေကသူမဘက်ကယုံစားကတွဲခဲ့မိကြောင်းဒါအပြင်သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံတွေကိုလည်းလူသိရှင်ကြားချပြကတွဲခဲ့ပေမဲ့အခုချိန်မှာတော့ပိုင်းကွင်းညီရှင်ဖုံးပြေအကျဉ်းချက်တွေကိုတီးမခံနိုင်တော့လို့ဆက်မပေါင်းနိုင်တော့ကြောင်းကိုပြောလာတာပါရှင်ဖုံးပြေကမက်ခင်မင်းခပေးတဲ့ငွေနဲ့အိမ်မှာနေထိုင်စားတော့ခါမိန်းကလေးတွေနဲ့ဖောက်ပြန်နေတာဖြစ်ကြောင်းနဲ့ဖောက်ပြန်ထားတဲ့တပ်တွေအများကြီးတင်ရှိတယ်လို့လည်းမက်ခင်မင်းခကပြောပါတယ်ခင်မင်းခစီမှာတင်နေတဲ့အကျွေးတွေကိုပြန်တောင်းပေမဲ့ရှင်ဖုံးပြေကမပေးနိုင်ဘူးလို့ပြောလာတာပါပိုင်းကွင်းညီရှင်ဖုံးပြေဘက်ကတော့သူ့ဘက်ကဘာမှမလုပ်ကြောင်းသူကမဟုတ်မမှန်ပြောနေတဲ့ခင်မင်းခကိုလည်းတရားဥပဒေကြောင်းအရရင်ဆိုင်မယ်လို့ပြောလာတာပါ။ပိုင်းကွန်ကတော့တိတက်လိမ်မာမှုမရှိတဲ့ညီအတွက်လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့ဆိုပါတယ်။